ဒီနေ့တော့ဘုန်းကြီးဆွမ်းလောင်းဖို့ဟင်းမချက်ပဲနဲ့အချိုပဲပါမုံမီးခင်နိုးစီတုတ်လောင်းမယ်လို့စိတ်ကူးလိုက်တာအဲ့ဒါပါမုံမီးခင်ငံကြီးတဲ့ကြာအောင်ဖတ်ခနဲ့ဆိုပြီးတော့ဟုတ်တာသွားပါတယ်မီးကဘယ်လိုလုပ်ကြမလဲတဲ့မီးမခင်မဲနဲ့နိုးစီပဲတုတ်လိုက်ကြမလားတဲ့ဘာမှမပူနဲ့အမေတို့တော့ပူရှိတယ်အိမ်မှာတနေ့ကိုဆွမ်းလောင်းတာဖုံးချောင်း၃ချောင်းရှိတယ်လမ်းမှာတန်းဆွမ်းကြွားတာ2ချောင်းအိမ်တိုင်ကြွားတာ1ချောင်းဒီနေ့တော့ဘုန်းကြီးဆွမ်းလောင်းဖို့ဟင်းမချက်ပဲနဲ့အချိုပဲပါမုံမီးခင်နိုးစီတုတ်လောင်းမယ်လို့စိတ်ကူးလိုက်တာအဲ့ဒါပါမုံမီးခင်ငံကြီးတဲ့ကြာအောင်ဖတ်ခနဲ့ဆိုပြီးတော့ဟုတ်တာသွားပါတယ်မီးကဘယ်လိုလုပ်ကြမလဲတဲ့မီးမခင်မဲနဲ့နိုးစီပဲတုတ်လိုက်ကြမလားတဲ့ဘာမှမပူနဲ့အမေတို့တော့ပူရှိတယ်အိမ်မှာတနေ့ကိုဆွမ်းလောင်းတာဖုံးချောင်း၃ချောင်းရှိတယ်လမ်းမှာတန်းဆွမ်းကြွားတာ2ချောင်းအိမ်တိုင်ကြွားတာ1ချောင်း